အားလုံးပဲကျေးဇူးတော်မင်္ဂလာပါဒီကနေ့မှာတော့ရှီမတိခရင်ကျန်ခန်းကြီး26အပိုင်းငယ်73လေးကိုဖတ်ပြချင်တာဖြစ်ပါတယ်ငါအမှန်စုဒီကအေဝံဂေလိတရားကိုမြေတပြင်လုံးတွင်ဟိုးသောအရရတော်၌ဤမိမကိုအောက်မေ့เสียဖို့သူပြုသောဤအမှုကိုကြားပြောရကြလက်တဟုမိန်တော်မူ၏ဒါကတော့ကျွန်တော်မနေ့တော့ဖတ်ကြားတဲ့အရာရဲ့အဆက်လို့ပြောရမှာပေါ့နော်သူအဆက်နောက်ရက်တွေလည်းအဆက်တွေရှိမယ်အဲ့တော့နာဒုစီမွေးကိုသူကအတပြတ်300လောက်တာနေဆိုတာတွေ့ရတယ်နော်အဲ့ဒါကိုခွဲပြီးတော့ခရစ်တော်ရဲ့ကောင်းကိုလောင်းတယ်ဒါတချူရမယ့်အရာကိုနမိတ်မှာကျူတီမီသူကတော့ဟိုဒီအမွေးနှစ်တာနဲ့လောင်းချထားပေးပြီးသားအဲ့တစ်ချက်လည်းရှိတယ်လို့သူကနှင်းချသောစိတ်ကဘလောက်တောင်မှရှိလေဆိုတော့ခြေကိုသူကစပင်နဲ့ပုတ်တယ်ဘလောက်တောင်မှတော့ဒူးထောက်ပြီးတော့ကျွန်တော်ဒီနှင်းချခြင်းကိုတွင်တင်တာဒီအမျိုးသမီးကြီးတွေကနှင်းချလိုက်တာတွင်တင်လိုက်တာဆိုတော့လူသားတိုင်းကအဖြစ်ရှိပါတယ်နော်အော်တပါစိတ်မကြည့်ကြပါဘူးနော်ပစ္စည်းတဲ့သူတွေပဲသူစီကနဲ့တင်ယူစီရတယ်အများကြီးပဲတမန်တော်တွေကအဲ့ဒီဟာကိုတင်ယူရမယ့်အစာအခြားသောနေရာမှာဆိုရင်တို့နေရာတွေလူတယ်နော်ကောင်းဆောင်နေရာတွေလူကြတယ်ဒါမျိုးတွေပေါ့နော်အဲ့တော့ကျွန်တော်နေနဲ့တင်ယူစီရတွေခံယူစီရတယ်ဒီအထဲမှာအများကြီးရှိပါတယ်တင်ကကောဒီနောက်ကပတ်တော်လေးကိုနားထောင်ပြီးတော့တဲ့အခါမှာဘေးအရာလေးကိုခုအနေနဲ့စင်ချင်ခွန်အားယူမိလေဘေးအရာလေးကိုစင်ချင်မိတလေပေါ့နော်ဒီဟာလေးကိုပြောပြချင်တာဖြစ်ပါတယ်အရောက်စီတိုင်းပေါ်မှာဘုရားသခင်ကောင်းချီးချပေးပါစေ